Crazy Ghost Channel မှာကြိုဆိုပါတယ်။၆ချားဝယ်ရာကျောင်းဟောင်းကြီးရဲ့ဖိတ်ခေါ်တဲ့ကဲပုံပြင်လေးစလိုက်အောင်။တဆောင်မုံလာရဲ့လာမိုင်ညာတညာမှာတန်းကောင်းရန်ကြော်ခန့်ပဝင်းကျင်တစ်ခုလုံးဟာလေးတဖြူဖြူနဲ့တင့်တောင်တစပြင်းလို့တိတ်ဆိတ်အေးဆက်နေပါတယ်။မြို့စုံကခြုံတော်ပိတ်ပေါင်းတို့ကြားကိုလှမ်းကြည့်မိရင်ကျောင်းဟောင်းကြီးဟာလာရောက်အောင်မှာအရေးမဲကြီးတစ်ခုလို့၆ချာချာရှိနေတာကိုတွေ့လိုက်ရပါတယ်။ဒီကျောင်းကြီးဟာလွန်ခဲ့တဲ့15နှစ်ကတည်းကလူမသိသူမသိအကြောင်းပြချက်တွေနဲ့ပိတ်ထားခဲ့တာဖြစ်ပြီးဒီကျောင်းထဲကိုဝင်သွားတဲ့ယူတွေဟာလည်းပျော့ဆုံးမှုတွေခဏခဏဖြစ်ပွားကြတယ်လို့သတင်းကြီးတဲ့နေရာလည်းဖြစ်ပါတယ်။ဒါတွေကိုမယုံကြည်တဲ့ကိုစင်မင်းတယောက်ကတော့ဂယုမဆိုင်ခဲ့ပါဘူး။ဒါနဲ့သူ့ရဲ့ live ကြည့်ရှုသူတွေအတွက်သူ့ရဲ့ဖုန်းကိုအသိဖြင်းလိုက်ပါတယ်။ဟေးမိတ်ဆွေတို့ဒီနေ့တော့အားလုံးစောင့်မျှော်နေတဲ့တရေကျောင်းဟောင်းကြီးတွေကိုဝင်ကြည့်ကြမယ်ဗျာ။သူ့ရဲ့အတန်ဟာအေးဆက်တဲ့လေတူထဲမှာပဲ့တင်ထပ်သွားခဲ့ပါတယ်။ကိုစင်မင်းတယောက်ဟာတန်ကြီးတက်နီးရဲ့တန်တကားကြီးကိုအားနဲ့တွန်းဖွယ်လိုက်တဲ့အခါကြီးဆိုတဲ့အတန်ရှိကြီးဟာနားတဲ့စူးကနေဝင်လာပါတယ်။ကျောင်းတွင်ပိုင်းကတော့ဖုံမှုံတွေနဲ့အမောင်တို့ကသာကြီးစိုးထားပြီးဖုံးမီရောင်လေးကသာလမ်းပြပေးနိုင်ပါတော့တယ်။အထဲမှာတော်တော်မောင်နေဗျာ။ဒီနေရာကလူပြောက်မှုတွေဖြစ်ဖူးတယ်ဆိုတော့နည်းနည်းတော့ရင်တုံနာဗျာကိုစီမင်းတယောက်စကားပြောနေတော့မှာပဲအပေါ်ဓာတ်စီကနေဒုံဆိုတဲ့အတန်ကိုကြားလိုက်ရတဲ့အခါမှာကိုစီမင်းတယောက်ရဲ့ခြေလမ်းတွေဟာရပ်သွားခဲ့ပြီးနှလုံးခုန်တန်ဟာလည်းမြန်လာခဲ့ပါတယ်ကိုစီမင်းတယောက်ဟာကြောက်နေဟေးဘာတူလဲကွာမကြောက်တတ်ဘူးနော်ဆိုပြီးအော်ပြောလိုက်ပြီးမယ်ဘာတုံးဖြစ်မှုမှမရှိခဲ့ပါဘူးအတန်ကတော့ဆက်တိုက်ကြားနေရတုံးပဲဗျာကိုစင်မင်းတယောက်ဟာမကြောက်ဘူးလို့အော်ဖြိုးနေပြီမယ်အယမ်းကိုကြောက်နေခဲ့ပါတယ်ဒါနဲ့ကြောက်စိတ်ကိုအောင်အီးပြီးလေကားကနေအပေါ်ထက်ကိုတက်ခဲ့ပါတယ်အပေါ်ထဲရုပ်တော့အခန်းတစ်ခန်းရဲ့တကားဟာရုတ်တရုတ်ထပွင့်လာပြီးအထဲကနေထူးဆန်းတဲ့အလင်းရောင်ဖလော်လေးထွက်နေတာကိုတွေ့လိုက်ရပါတယ်ဒီမှာမီးရှိနေတာလားမဖြစ်နိုင်တာပဲဆိုပြီးကိုစင်မင်းတယောက်ဟာအခန်းထဲကိုအตาရလေးဝင်ကြည့်လိုက်တဲ့အခါမှာစပွဲဟောင်းတလုံးပေါ်မှာဖွန်လျက်စားရှိနေတဲ့စာအုပ်တအုပ်ကိုတွေ့လိုက်ရပါတယ်။ကိုစင်မင်းတယောက်ဟာအနားကိုကပ်ပြီးကြည့်လိုက်တဲ့အခါမှာတော့စာမျက်နှာပေါ်မှာသွေးရောင်လိုမြင့်နီးလိုနဲ့ရေးထားတဲ့စာကိုတွေ့လိုက်ရပါတယ်။ဒီချိန်မှာလေယုတ်တီယာမိန်းမတယောက်ရဲ့အတန်တန်ကိုကြားလိုက်ရပါတယ်။မင်းဝင်လာပြီဆိုရင်ပြန်မထွက်နိုင်တော့ဘူးဟေးဆိုပြီးကြားလိုက်ရပါတယ်။အတန်ကြီးဟာအခန်းထဲမှာပဲ့တင်ထပ်သွားခဲ့တဲ့အခါမှာတော့ကိုစင်မင်းတယောက်မျက်လုံးတွေပြူးအသက်ရှူရက်တယ်မထစ်သွားစင်ပါပဲသူ့ရဲ့နားလေးကနေရေးခဲ့တဲ့မြအေးဆက်တဲ့လေတိုးထန်တဲ့အကျူစကားအတန်တစ်ခုထွက်ပေါ်လာပါတယ်မင်းငါ့ကိုတွေ့ချင်တာလားဆိုတဲ့အတန်ဝါကြီးကိုကြားလိုက်ရပါတယ်ဒီချိန်မှာတော့ကိုစင်မင်းတယောက်ဟာလန့်ဖြတ်ပြီးလဲချိလိုက်ပေမဲ့ဘာမှမရှိတာကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့ကိုစင်မင်းတယောက်ရဲ့လက်ဘေးနောက်ကစပင်းတွေကတော့ထောင်တက်လောက်အောင်အေးဆက်မှုတွေကိုခံစားလိုက်ရပါတယ်ချက်ချင်းဆိုသလိုပဲသူ့ရဲ့နောက်ဘက်ကဂျမ်းပြင်ပေါ်မှာဖြက်ဆိုတဲ့ခြေတံကိုထက်ကျန်းလိုက်ပြန်ပါတယ်။ဒါနဲ့ကိုစင်မင်းတယောက်ဟာနောက်ကိုပြန်လှည့်လိုက်တဲ့အခါမှာတော့ကိုစင်မင်းတယောက်အသက်ရှူရက်တက်မဲ့ထဲသွားခဲ့ပါတယ်။ဖြူပြော့ပြီးအသက်မှမရှိတဲ့ပုံနဲ့ရှည်လျားပြီးဖရိုဖျယ်ဖြစ်နေတဲ့စပင်းတွေကြားကသွေးရောင်လွှဲနေတဲ့မျက်လုံးတစ်စုံနဲ့မိန်းမတယောက်ဟာသူ့ကိုစိတ်ကြည်နေခဲ့ပါတယ်။ကိုစင်မင်းတယောက်ဟာအတိစိတ်ပြန်ဝင်လာတဲ့အခါမှာတော့မင်းကဘာလို့လဲဆိုပြီးမေးလိုက်တဲ့အခါမှာငါကဒီကျောင်းကြီးရဲ့ဆရာမပဲဆိုပြီးထိုမိန်းမကတူညီ၆ချားပွဲအတန်နဲ့ပြန်ဖြေတဲ့အခါမှာကိုစင်မင်းတယောက်ဒီကျောင်းကြီးကပိတ်ထားတာကြားပြီလေဆိုပြီးဖြောလိုက်တဲ့အခါဆရာမဆိုတဲ့သူကအေးဟုတ်တယ်ငါတို့အားလုံးမီးလောင်တဲ့ညကထွက်မရပဲတေဆုံးသွားကြတာပဲဆိုပြီးဆရာမဟာနေရန်စီကိုလက်ညှိုးညွန်ပြလိုက်တဲ့အခါနေရန်ပေါ်မှာအတိတ်ကပုံအိတ်များဟာရုပ်ရှင်ကားတစ်ချက်လိုပေါ်လာပါတယ်။ကလေးငယ်တွေရဲ့အသေးကွက်မတက်အော်ဟစ်နေတဲ့အတန်တွေနဲ့ဝါးမျိုးတွေမီးထောင်တွေနဲ့ငိုယိုတန်းတွေဟာအခန်းထဲမှာပြည့်နှက်သွားပါတယ်။ဒီချိန်မှာကိုစင်မင်းတယောက်နေရတဲ့တတိမရှိတော့တဲ့အချိန်မှာဒါဆိုကျွန်တော်တို့ကိုသွားခွင့်ပြုပါနော်။ကျွန်တော်မသိလို့ဝင်လာမိတာပါဆိုပြီးကိုစင်မင်းတယောက်တုံရင်နဲ့တောင်းပန်နေခဲ့ပါတယ်။ဒါပေမဲ့ဆရာမရဲ့မျက်နှာပေါ်မှာကြောက်မဲ့ပွဲကောင်းတဲ့အပြုံးတစ်ခုပေါ်လာပြီးမင်းကငါတို့နဲ့အတူနေဖို့ရောက်လာတဲ့နောက်တစ်ယောက်ပဲဆိုပြီးပြောနေတဲ့အချိန်မှာပဲရုတ်တရက်ဆိုသလိုဖုံးမိအောင်အခန်းတွေကအလင်းရောင်မှာကွယ်ပြောက်သွားခဲ့ပါတယ်
မောင်တို့ကကြီးစိုးသွားပါတယ်အမောင်ထဲမှာတော့ကိုစင်မင်းတယောက်ဟာအသက်ကုန်အော်ဟစ်နေပါတယ်ကိုစင်မင်းအော်တဲ့အတန်းကြီးဟာကျောင်းဟောင်းကြီးရဲ့အခန်းကြီးထဲမှာပိတ်တင်ထပ်ဟင်းပျောက်ကွယ်သွားပါတော့တယ်အမောင်တို့ဟာကိုစင်မင်းတယောက်ကိုဝါးမျိုးဖြစ်သလိုပါတယ်လက်တော်ဝါးစာအကွာဝေးကိုတောင်မမြင်ရတော့ပဲဖုံးစခရင်ကလေးအသက်မဲ့သွားခဲ့ပြီးကိုစင်မင်းတယောက်ရဲ့အသက်ရှူတန်းတွေဟာတိတ်ဆိတ်နေတဲ့အခန်းထဲမှာကျေလောင်စွာပဲ့ကင်ထက်နေပါတယ်ဒီချိန်မှာဖုံးဖွင့်ဆောင်ပါအောင်ဆိုပြီးသူ့ရဲ့ဖုံးကိုအသေးထန်းခရမ်းပြီးဖွင့်နေတော့မှာပဲနားထဲကိုဒိုးငင်းလွန်သွားတဲ့ကလေးနဲ့တယောက်ရဲ့ငိုးထန်းကိုကြားလိုက်ရပါတယ်ကိုကြီးကူညီပါအောင်ဆိုပြီးကြားလိုက်ရပါတယ်အတန်ကြားရအခန်းနောက်ဘက်ကိုလမ်းကြည့်လိုက်တဲ့အခါမှာတော့ကိုစင်မိတယောက်ရင်းတွေခုန်လုံးသွားခဲ့ရပါတယ်ဒီချိန်မှာကလေးရဲ့ကိုကြီးကူညီပါအောင်ဆိုတဲ့အတန်လေးကကိုစင်မိတယောက်ကိုအားကိုးစလို့ထက်နေတော့ကိုစင်မိဟာကြောက်စိတ်ကိုခဏထားလူပိသားတဲ့စိတ်နဲ့ဒါတရေလားတကယ်ပိတ်မိနေတဲ့ကလေးလားဆိုတာကိုခွဲခြားဖို့ကြိုးစားရင်အမောင်ထဲမှာနယံကိုစန်းတဝါးဝနဲ့ကိုင်းပြီးလိုက်ရှာနေတော့မှပေါက်ဆိုပြီးရုတ်တရက်မိတွေပြန်လင်းလာပြီးဖုံးကလည်းအလိုလျောက်ပွင့်သွားပါတယ်ဒီချိန်မှာပဲကိုစင်မင်းတယောက်ရဲ့အရှိမကျောင်းဝတ်စုံအဟောင်းလေးဝတ်ထားတဲ့ကလေးငယ်လေးကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့ကလေးမလေးရဲ့မျက်နှာမှာမီးလောင်ထားတဲ့အမာရွက်များကကြောက်မဲ့ပွေကောင်းအောင်ထင်းကျန်နေပြီးမျက်လုံးတွေထဲမှာတော့မျက်ရည်တွေအပြည့်နဲ့ကျွန်တော်ကိုကြည့်ရင်စကားပြောလာပါတယ်သမီးနာမည်ကမေတီပါဆိုပြီးတနာစရာအားကိုးရမယ့်အနည်းတွေအတန်းလေးနဲ့ပြောရင်းအထိမီးလောင်တဲ့ညကသမီးတို့အားလုံးပိတ်မိနေတဲ့အချိန်ဆရာမကလေးသမီးတို့ကိုအရန်ချစ်တာသမီးတို့ကိုကယ်ဖို့ပြန်ဝေလာပြီးအစွမ်းကုန်စူးစမ်းခဲ့ပါတယ်ဒါပေမဲ့မီးတွေကလေအရန်ကြောက်ပွဲကောင်းတဲ့အချိန်နဲ့ဘေးပတ်လေးမှာမီးကဝိုင်းလောင်နေတော့ဆရာမရေသမီးတို့ရေဘသူမှပြန်မထွက်နိုင်ခဲ့ကြဘူးသမီးတို့အရန်ပူတယ်ဆိုပြီးအော်နေကြပေမဲ့ဘသူမှရောက်မလာခဲ့ကြဘူးသမီးတို့လောင်နေတဲ့မီးတွေထဲမှာအားလုံးအသက်ပေးခဲ့ရတဲ့ကိုကြီးရေဆိုပြီးပြောလာတဲ့အချိန်မှာမိတီရဲ့စကားအဆုံးမှာကိုစင်မင်းတယောက်အသက်ရှူရက်တက်မဲ့ဖြစ်သွားခဲ့ရပါတယ်ကိုစင်မင်းပြန်မေးကြည့်တယ်ဒါဆိုသမီးတို့ဘာလို့ဒီမှာနေနေတာလဲဆိုပြီးမေးကြည့်တဲ့အခါဒီချိန်မှာပဲမေတီတယောက်မျက်လုံးထဲမှာမီးရောင်တွေလင်းလာပြီးသမီးတို့မထွက်နိုင်ဘူးအမှန်တရားကိုဘယ်သူမှမသိသေးသမျှမထွက်သွားနိုင်ဘူးအမှန်တရားပြောပြမယ်ဒီကြောင်းမီးလောင်တာမတော်တဆမဟုတ်ဘူးလောက်ကြံခန့်ရတာလို့ပြောတော့ကိုစင်မင်းတယောက်မျက်လုံးပြူးသွားပါတယ်ဟုတ်လားသမီးဒါဆိုဘသူလောက်တာလဲလို့မေးကြည့်တဲ့အခါမှာမေတီလက်ကိုတဖြည်းဖြည်းမြောက်ပြီးလမ်းကြောင်းတစ်ခုကိုညွှန်ပြလိုက်ပါတယ်အဲ့ဒီဘက်ထပ်မှာအုတ်ချုပ်ရေးယုံရှိတယ်အမှန်တရားကိုသိချင်ရင်အဲ့ဒီမှာအမှန်တရားရှိတယ်ရုတ်တရက်နောက်ကနေအေးမြတဲ့လေလိုးတိုင်ကြီးဝင်လာပြီးဆီယာမရဲ့အတန်းဟာမေတီမင်းမပြောပြသင့်ဘူးဆိုပြီးပြောလာပါတယ်ကိုစင်မင်းတီကိုလဲကြည့်လိုက်တဲ့အခါမှာဆီယာမကပြန်ပေါ်လာပြီးမျက်လုံးတွေနီးရပြီးလင်းနေခဲ့ပါတယ်မင်းမထွက်နိုင်ဘူးဆိုပြီးအမောင်ကအခန်းထဲမှာဖုံးလွှမ်းသွားခဲ့ပါတယ်ကိုစင်မင်းတီကိုအခန်းထဲမှာမလို့ပါတယ်ကျွန်တော်ထွက်ချင်တယ်ဆိုပြီးအော်နေတဲ့အချိန်မှာဆီယာမကထွက်ချင်ရင်အမှန်တရားကိုပြောမပြောရင်ဘယ်သူမှမလွတ်ပေးဘူးဆိုတဲ့အတန်းကမိုးချုံတယ်လို့ကြီးကျယ်လာပါတယ်အဲ့ဒီချိန်မှာရုတ်တရက်ဖုံးကပြန်လင်းလာပါတယ်စခရင်ပေါ်မှာလည်း live viewer တွေကလည်းအများကြီးဒီချိန်မှာကိုစင်မင်းတယောက်မိတ်ဆွေတို့ကူညီကြပါအောင်လို့အော်နေပါတယ်ဒီချိန်မှာ comment တွေထဲမှာနောက်ဘက်ကိုလှမ်းကြည့်စပွဲအောက်မှာစာရွက်တွေရှိတယ်ကိုစင်မင်းတယောက်လိုက်ကြည့်လိုက်ပါတယ်စပွဲအောက်မှာ file အဟောင်းတွေမီးလောင်ပြီးမဖြတ်သေးတဲ့စာရွက်တွေကိုတွေ့လိုက်ရပါတယ်ကိုစင်မင်းတယောက်ဆွဲထုတ်ပြီးဖတ်ကြည့်လိုက်တဲ့အခါမှာစာထဲမှာအုတ်ချောင်းကအာမခံငွေယူဖို့အကြောင်းကိုမီးရှို့ခိုက်ခဲ့တာဆိုတာတွေကိုရေးထားပါတယ်စာတွေကိုဖတ်ရင်ဆီယာမနဲ့ကလေးတွေတေးရတဲ့အကြောင်းတွေးရင်လက်တွေတုန်နေပါတယ်ဒါကအမှန်တရားလားဆိုပြီးရေးလွတ်နေတဲ့အချိန်မှာမေတီရဲ့အတန်းကိုကြားလိုက်ရပါတယ်ကိုကြီးလူတွေကိုတိအောင်လွတ်ပေးပါအကုန်လိုက်ပြောပေးပါလို့ပြောလာပါတယ်ကိုစင်မင်းတယောက်ပြောမယ်ကျင်းတွေကိုပြောမယ်ဆိုပြီးသူ့ရဲ့ဖုန်းကိုမြှောက်လိုက်ပြီး live မှာပဲစာအုပ်ထဲမှာရေးထားတဲ့စာတွေကိုအကုန်မြင်အောင်ပြပြီးဒီเจ้าကြီးမီးလောင်တာမတော်တဆမဟုတ်ဘူးမတမာသူတွေလောဘရဲ့တာကောင်လူမိုက်သူရဲ့လောက်ရပဲဆရာမနဲ့ကလေးတွေကိုတတ်ခဲ့ကြတာလေသူတို့ပဲဆိုပြီးအော်ပြောလိုက်ပါတယ်ရုတ်တရက်လေပြင်းတစ်ခုတိုက်လာပြီးအမောင်မပြက်ွယ်ထွားကနိုင်ငံမှာအလင်းရောင်တွေပြန်လင်းလာပါတယ်အတိချီမှာဆရာမရဲ့မျက်နှာပေါ်ကနီးရောင်မျက်လုံးတွေပျောက်သွားပြီးမျက်ရည်တွေစီးကျလာပါတယ်
ဆီယာမကကျေးဇူးတင်ပါတယ်ဒါဆိုပြီးမေသူနဲ့ကလေးတွေအကုန်ပေါ်လာပါတယ်အားလုံးဟာပြုံးပြီးငါတို့အခုတော့လွတ်ပြီးဟေးလို့အော်ပြီးအလင်းထဲမှာသူတို့အားလုံးတဖြည်းဖြည်းပျောက်ကွယ်သွားကြပါတယ်မနက်ခင်းအလင်းရောင်ဝင်လာခဲ့တဲ့အချိန်မှာတော့ကိုစင်မင်းတယောက်ကြောင်းရှည်မှာပဲလဲနေခဲ့ပါတယ်ဖုန်းကလည်းသူ့ဘေးမှာတညလုံးရဲ့ live က record ချင်နေပါတယ်နောက်နေ့ဗီဒီယိုဟာ viral ဖြစ်သွားပြီးသတင်းဟာအရန်ကြီးသွားပါတယ်ကျောင်းအုပ်ဟောင်းကိုလည်းစစ်မေးပြီးဖမ်းမိသွားပါတယ်ထို့နောက်ကိုစင်မင်းတယောက်လည်းအဒီညာကဖြစ်ဖြစ်ခဲ့တာကိုမမေ့နိုင်ခဲ့ပါဘူးသူ့ကြောင့်နဲ့ဆီယာမနဲ့ကလေးတွေဟာကျွတ်လွတ်သွားကြပြီးလောဘနောက်ကိုလိုက်ခဲ့တဲ့ကျောင်းအုပ်ဟောင်းကိုလည်းသူ့နဲ့ထိုက်တန်တဲ့ထောင်ကြီးမှာအသက်တကြွကျသွားပါတယ်ဒီဇလန်းဒီဟာတကယ်တမ်းပေးချင်တာကတော့လောဘမောဟဒေါသတွေဟာလူအသက်တွေကိုအချိန်မရွှေ့သိစေနိုင်တယ်ဆိုတာကိုပြောချင်ပါတယ်